လာပါရှင်ကျမကတော့ဆရာလေးတိုင်းညွန့်ရဲ့ personal branding တင်နန်းကိုတက်ရောက်နေတော့ဒေါ်ဆန်းဆန်းဝင်းဖြစ်ပါရှင်ကျမတာဝန်ရွှေဝင်းနဲ့ဝန်ထမ်းညီမလေးနဲ့အတူပုံစုံဆိုင်လေးချင်းရောက်ပါရှင်ကျမ Facebook ကောက်တွင်စစုကောက်ခင်စာပေရေးသားနေတော့ဆရာမလေးချင်းဖြစ်ပါရှင်ကျမရဲ့စာပေများကိုလည်းတကယ်ချင်းတွေဖတ်ရှင်းကြလိမ့်မယ်လို့များစွာမျှော်လင့်ပါရှင်ကျမဆရာရဲ့တင်နန်းကိုတက်ရောက်ရသည်မှာများစွာအင်အားတွေရှိခဲ့ပါရှင်စိတ်ခွန်အား energy လေးရခဲ့ပါတယ် action plan တွေလည်းရခဲ့ပါတယ်ရှင်ဆရာဟာနိုင်ငံတကာများစွာမှာပညာတွေသင်ကြားခဲ့ပါတယ်ရှင်ကျမတို့ကိုဆရာဟာတင့်တော်တဲ့ငွေကြေးများနဲ့သာပညာကိုမျှဝေပေးခဲ့ပါတယ်ရှင်ကျမက2024မှာဒီလိုပုံစံမျိုးနဲ့ပဲလာဘဝကိုရင်ဆိုင်ခဲ့ရမှာဆရာရဲ့အဲတန်ဖိုးမဖြစ်နိုင်တဲ့ဆရာရဲ့ကျေးဇူးတွေကြောင့်ပါရှင်ကျမတို့ဆရာစောကြီးရဲ့ကြပြလေးကိုရွှေ့ဆိုပေးပါရှင်ငါညီပြောင်းဝေးမောင်တစ်မင်းမင်းဤသားငယ်တက်20ဒီဘဲကုံမျိုးကုံကြိတ်တယ်ရွှေကုံမျိုးကုံယာရုကုံဒီလူကုံလောကအကမြတ်ဒီသူကညူစုမကြည့်ပြူ၍ခွာယူလို့ရခွာလို့ရရိုးကုံဖြောင်းကုံရင်ကြီးကုံဒီလူကုံလောကနှစ်တာရသူကညူစုမကြည့်ပြူလဲခွာယူမရခွာမကြဘူးမင်္ဂလာပါရှင်ကျမဆရာရဲ့မင်းတရားကြီးထံမှာတင်ရင်းဆိုတဲ့အပိုင်း6ကိုပြင်လည်မျှဝေပေးရပါရှင်မင်္ဂလာပါရှင်မင်းတရားကြီးရဲ့နားထွေးမင်္ဂလာတော်နှင့်ဒီရေးရှယ်ပွဲကျင်းပတဲ့ပြုလုပ်ပွဲဖြစ်ပါလိမ့်ရှင်ရှင်မော်တော်စီရီတော်ယဉ်ကျေးတော်ပေါ်မှာကျင်းပပြုလုပ်မယ်ဖြစ်တဲ့နားထွေးမင်္ဂလာတော်ကိုမြမရာဇဝင်မှာအလွန်ထင်ရှားတဲ့ဖြစ်ရတစ်ခုဖြစ်ခဲ့ပါလိမ့်ရှင်အထူးသဖြင့်16နှစ်တာမင်းတရားရွှေကြီးဟာသူ့ရဲ့ထီးပိန်နမ်းမှဖြစ်တဲ့ဟန်တာဝတီသူရှင်ကရွက်ပြီးအင်းဝမှာတူခံဘွားပြည်ပြင်းမင်းခေါင်စတဲ့ထိပြင်းနမ်းနယ်ကြီးရဲ့ဒီအတက်လဲကြီးရဲ့ဒီအေးစပတ်ကြီးရဲ့ခါကနေဟင်းနေထူးခြားစွာဖြစ်ခဲ့တဲ့ပွဲရှိပါလေရှင်ရှင်မတော်စီတော်ယဉ်ကျေးတော်မှာကျင်းပပြုလုပ်ဝင်ဖြစ်တဲ့မင်းလက်ဝဲတုံတရရဲ့ဆက်ဆိုမှုကိုပြုလုပ်ခံစားတဲ့ပွဲရှိပါလေရှင်နားဆင်ကြပါလို့ရှင်မြို့ကြီးတောင်ကိုဆောင်းလင်းဖြူခြင်းစိုက်ချီဖြန့်မှုတပါးဆိုးလေဘဘိုးဟင်းသာကိုမြို့မှာလျင်ဆက်ကဖြန့်ပွားမင်းတရားသည်တိုင်းမခရိုင်တို့မဆိုင်လေသူ့နိုင်ငံတွင်နားကိုထွင်းအပ်စီမင်းရန်ခါပေါင်း900နှင့်မဟာပြန်မောလွန်ကျော်သောသည်မော်တော်ဖုံးရှံရှင်ပင်ရှံဝဲပွဲတံမင်္ဂလာနားထွင်းလာတော့အော်တော်နှင်းသာစောသည်ညီရောစီမာရောချက်ခံလျင်ဟင်းသာဝတီတိုင်းလုံးပြည်ွယ်ကိုဤမချင်းမင်းတပင်ဝဲရွှေစင်လှလှနားတော်အပ်သည်ရွှေအသိငါရတနာကိုတဲ့ခါတဲ့စီမိတ်တန်ရှိကပြည့်တီခေါ်ပွဲကြီးတော်မူမင်းတော်အကရွှေကြိုးကသာဇေယတာဟုတတလူတဲ့ရုပ်ထုရွှေစင်ထားလိုက်ပင်တို့မင်းတရားရွှေချီဖုံးတော်ကြီးသည်နေမိဆက်သွားငါတကားဟုကျုံဝါတူထွက်တော်မူကတူတလိုင်းမြင်းလေးတိုင်းပင်မြေကိုင်းသိမ့်ရန်မလှုပ်နိုင်မယ်ကွင်းမှန်ရော်ရန်မျောကရိုင်းခရဲ့ချိန်မွန်ကြောက်ပြင်းနတ်သားထင်သည်ထွက်တည်မြမှာမျိုးမင်းလက်ဝဲတုံတရာကမင်းကြီးတပင်ရွှေထီးရဲ့ရှင်မော်တော်ယဉ်နေတော်မှာကျင်းပပြုလုပ်ဖြစ်တဲ့နားထွေးမင်္ဂလာတော်ကိုဆက်ဆိုတဲ့ပွဲရှိပါလေရှင်မင်းတရားရွှေထီးနဲ့သူ့ရဲ့ရွှေကွက်ဆွဲသူရဲ့ကောင်း900တို့ဟာကေရုမဏီကနေပြီးတော့ထွက်တဲ့ပုံကိုစိတ်မျက်လုံးနဲ့ပုံဖော်ပြီးတော့ကြည့်လိုက်ပြစီရှင်ရွှေကွက်ဆွဲသူရဲ့ကောင်း900တို့ဟာရွှေတစ်ချက်သားခွက်ကိုရွှေတစ်ချက်သားရှိတဲ့ခွက်ကိုကျိုးနေနဲ့ဆွဲပေးထားတာဖြစ်ပါရှင်ဒီရွှေထီးကိုယ်တိုင်ဆွဲပေးထားတဲ့အဲ့ဒီရွှေကွက်ဆွဲ900နဲ့ရွှေကွက်ဆွဲသူရဲ့ကောင်း900တို့ဟာရှေးခေတ်မြန်မာတွေမှာအဲ့ဒီအချိန်ကအစင်တန်းအလိုမြင်မာခဲ့ပါလေရှင်ဒီရွှေထီးကိုယ်တိုင်မြင်းကောင်းမြင်းသက်900နဲ့ဒီရွှေထီးကိုယ်တိုင်ဥဆောင်ပြီးတော့ဒီရွှေထီးရဲ့တက်ကြီးဟာတောင်ကနေပြီးတော့ဟန်တာဝတီကိုချီတက်ခဲ့ပါလေရှင်ဟန်တာဝတီကိုချီတက်ခဲ့ပါရှင်ဒီရွှေထီးရဲ့ဖုံးတကိုးကြောင့်ဟန်တာဝတီမြို့သူမြို့သားတွေဟာကြောင်တောင်ဖြစ်သွားတယ်ဟာဘလို့ဖြစ်တာလဲတောင်ပြည်ရင်လေးဟာငါတို့စီကိုလာတာစင်ရကလည်းအများကြီးမပါဘူးစင်ရကလည်း900လောက်ပဲပါတယ်အကုန်လုံးဟာပါဇက်ဟောင်းသားနဲ့ရှိတဲ့ပါဇက်ဟောင်းသားနဲ့ဟန်တာဝတီကိုချီတက်ခဲ့ပါလေရှင်အဲ့ဒီခေတ်ကရွှေမော်တော်ဇီရီတော်မြတ်ကြီးဟာဟန်တာဝတီမြို့ရဲ့အပြင်မှာတည်ရှိပါတယ်အခုဟန်တာဝတီမြို့လေးကိုရောက်ရှိတာဟာစီပီများရှင်ဘဝရှင်မင်းတရားကြီးရဲ့ကမ္မောတာကြီးနန်းတော်ရာကိုတည်ထောင်ပြီးတော့မှမြို့လေးကိုရောက်ရှိလာတာဖြစ်ပါတယ်ရှင်ဟန်တာဝတီရွှေမော်တော်ဇီရီတော်မြတ်ကြီးကိုရောက်တဲ့အချိန်မှာ
သူရဲကောင်း900တို့ဟာဖျားရဲ့အောက်ရှိမှာဝိုင်းရံထားခဲ့ပါတယ်ဘရင်မင်းတရားကြီးကတော့သူ့ရဲ့အမတ်တွေသူ့ရဲ့ပုံတော်တွေနဲ့သူ့ရဲ့ကိုရန်တော်တွေနဲ့ရွှေမော်တော်စေတီတော်ဘော်ကိုသူ့ရဲ့နေ့တင်နန်းတင်ဖြစ်တဲ့အင်္ဂါထောက်မှာသူ့ရဲ့နားထွေးမင်္ဂလာပြုလုပ်ခဲ့ပါရှင်အဲ့ဒီအချိန်မှာနားထွေးမင်္ဂလာရောင်တုံတုံးမင်္ဂလာပါပြုလုပ်ခဲ့ပါရှင်အဲ့ဒီအချိန်မှာသူ့ရွှေနဂါရွက်ပြီးရဲ့နားကိုတပင်းရွှေထီးရွှေမော်တော်စေတီတော်ဘော်ကိုရောက်နေတယ်လို့မက်ဆင်ဂျာရောက်ခဲ့ပါရှင်ဟာဘယ်ကမက်ဆင်ဂျာလဲဘယ်ကမက်ဆင်ဂျာလဲမက်ဆင်ဂျာဆိုတာအဲ့ဒီအချိန်ကသူ့ရွှေနဂါရွက်တီကတော့ဖုံးတော့မခိုင်းဘူးပေါ့နော်မက်ဆင်ဂျာဆိုတာစာပို့စစ်တီတော်ကိုလည်းအဲ့ဒီအချိန်ကမက်ဆင်ဂျာလို့ပဲခေါ်ပါတယ်ရှင်မက်ဆင်ဂျာလို့ပဲခေါ်ပါတယ်သူ့ရွှေနဂါရွက်ပြီးကဒေါသထွက်ပြီးတော့မိုက်ရိုက်စော်ကားလိုက်တာဒီ15နှစ်16နှစ်သားရှိတဲ့ဒီဘရင်လေးကသူ့မှာပညာရှိအမတ်တွေသူ့မှာမရှိဘူးလားဆိုပြီးတော့ရှိမှဆိုပြီးတော့ငါအကြောင်းကောင်းကောင်းသိမယ်ဆိုပြီးတော့ဗညာလုံးနဲ့ဗညာဟန်ကိုဗညာလုံးနဲ့ဗညာကန်ကိုစင်အားအပြည့်အစုံနဲ့တပင်းရွှေထီးကိုအရှင်ဖမ်းခိုင်းလိုက်ပါရှင်အဲ့ဒီအချိန်ကတပင်းရွှေထီးဟာသူ့ရဲ့မြင်းကောင်းသူ့ရဲ့တက်ကြီးဟာဝိုင်းရံထားပါတယ်အပြင်ကနေပြီးဟန်တာဝတီတက်ကြီးကထပ်ပြီးတော့ဝိုင်းရံထားတက်ကြီး2တက်ဝိုင်းရံထားပါတယ်ရှင်အဲ့ဒီအချိန်မှာအဲ့အမတ်မင်းတစ်ပါးနေပြီးတော့ဟန်တာဝတီတက်ကြီးဝိုင်းရံနေထားပါတယ်ဖျားလို့ဆိုပြီးတော့ဘရင်မင်းတရားကြီးကိုတွားလျှောက်တင်တယ်အေးသူ့နိုင်ငံကိုလာပြီးတော့သူတို့ဝိုင်းရံတာဘာဆန်းလဲနားထွေးမှာကတက်ထွင်းနားထွင်းပြီးမြောက်တဲ့အခါကျရင်ငါကိုယ်တိုင်ဥဆောင်ပြီးတော့တိုက်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်လူကြီးမင်းတို့ရှင်ဖိုးကက်ကအရေးကြီးပါရဲ့နော်ဘလို့ဝင်တုံလှုပ်လျှောက်ချတဲ့အရာဖြစ်နေပါစေဖိုးကက်ကအရေးကြီးပါရဲ့နော်သူကိုယ်တိုင်ရှီတက်ပြီးတော့တိုက်မယ်လို့ဆက်ဆိုထားတဲ့အတိုင်းပဲသူကိုယ်တိုင်သူ့ရဲ့မြင်းကိုစီးတယ်သူ့ရဲ့ညာဘက်လက်ကဓာတ်ကိုကင်တယ်ကြော်ထင်းအနော်ရထားမြင်းစီးစစ်တီတို့900နဲ့တောင်ဦးဘရင်ရွှေထီးငါ့ကိုရှင်ပြီးတော့တိုက်ဝန့်သလားဖုံးကြီးသူငါဘရင်ငါ့ကိုရှင်ဝတ်သလားဆိုပြီးတော့ဟန်တာဝတီမြို့ကိုဖောက်ထွင်းပြီးတော့တိုက်ခဲ့ပါတယ်ရှင်ဟန်တာဝတီမြို့သူမြို့သားတွေကပါဇက်ဟောင်းသားနဲ့ပြန်ခဲ့ပါတယ်ရှင်တပင်းရွှေထီးဟာတောင်မြို့ကိုတခါတည်းရောက်သွားပါတယ်ရှင်လူကြီးမင်းတို့ရှင်ကျမတို့ပါစင်နယ်ဗရန်ဒီတိဆောက်တဲ့နေရာမှာကိုချင်းတီလာတမာရီပညာဤ3ချက်ခါအရန်ကြေးကြီးပါရှင်ကျမတို့ညီမတွေမှာကျမတို့ရဲ့လူမှုအဖွဲ့အစည်းမှာပါစင်နယ်ဗရန်ဒီဟာအလွန်ရေးကြီးပါရှင်တီလာကိုချင်းတီလာဟာလည်းအရေးကြီးရဖြစ်ပါတယ်လို့ရှိခင်စွာမျှဝေပေးလိုက်ပါရှင်ကျမဆရာစောကြီးရဲ့ကြပြလေးနဲ့နှုတ်ဆက်ပြရသည်ရှင်ဝိကြွားပပခေါင်းမောင်းသားလျက်အေးမြဆိုပြေငါတို့မြေသည်မင်းနေပြီးစစ်နောင်တွင်ရစ်လီရှုံးသည့်တမိုင်းနတ်နေနိုင်သည်ဆိုတိုင်းတင့်တယ်ပေးသည်တကားကျေးဇူးတင်ပါရှင်